အစ္စလမ်နဲ့နောက်တစ်ပွဲမှာတွေ့နိုင်တဲ့ပြိုင်ပွဲ fighter 3 ဦးအစ္စလမ်ဆိုတာကလက်ရှိ UFC fighter တွေထဲမှာတော့အကောင်းဆုံးလို့ပြောလို့ရတဲ့ fighter တူဖြစ်ပါတယ်MMA လောကတွေကို2010ခုနှစ်ကတည်းကဝင်ရောက်လာခဲ့တဲ့အစ္စလမ်ကအခုဆိုရင်တော့ MMA လောကတွေမှာကျင်းလည်နေခဲ့တာ15နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။15နှစ်ထဲမှာသူအနေနဲ့ MMA ပွဲပေါင်း28ပွဲထိုးသက်ထားခဲ့ပြီးတော့တပွဲသာရှုံးနေထားတယ်ဖြစ်ပါတယ်။အစ္စလမ်က UFC မှာတော့2014ခုနှစ်ကနေစတင်ထိုးသက်ခဲ့တာဖြစ်ပြီးပထမဦးဆုံး၄ပွဲစာချုပ်နဲ့စတင်ထိုးသက်ခဲ့တာဖြစ်ပါတယ်။ပထမဦးဆုံး၄ပွဲမှာတော့သူရဲ့ fighter ဘွားရဲ့ပထမဦးဆုံးရှုံးပွဲကိုလည်းကြုံတွေ့ခဲ့ရပါတယ်။အဲဒီပွဲကတော့2015ခုနှစ်ကကျင်းပခဲ့တဲ့ UFC ပွဲစဉ်192မှာဖြစ်ပါတယ်။အဲဒီပွဲမှာတော့အစ္စလမ်က Brazil fighter Adriano Martin နဲ့ထိုးသက်ခဲ့တာဖြစ်ပြီးပထမချိန်မှာပဲ Martin ရဲ့ထိုးနှက်ချက်မီပြီးတော့ KO နဲ့ရှုံးနေခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းထိုးသက်ခဲ့တဲ့ပွဲမှာတော့ရှုံးပွဲမရှိရတည်နိုင်ခဲ့တာကြောင့်2022ခုနှစ်အောက်တိုဘာလမှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်280မှာတော့ Oliveira နဲ့ရှင်ကလက်လက်နေတဲ့ Lightweight တန်းချန်ပီယံရွှေကပတ်ကိုလူယူခဲ့ပါတယ်။အဲဒီပွဲမှာတော့အစ္စလမ်က Oliveira ကိုချုပ်ကွက်နဲ့နိုင်ယူလိုက်ပြီးတော့ Weight တန်းနဲ့ Lightweight တန်းချန်ပီယံရွှေကပတ်ကိုရယူနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကချန်ပီယံရွှေကပတ်ကာကွယ်ပွဲအနေနဲ့ Volkanovski နဲ့2ပွဲ Dustin Poirier နဲ့2ပွဲ Volcano နဲ့2ပွဲထိုးသက်ခဲ့တာဖြစ်ပါတယ်။အစ္စလမ်ရဲ့နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲကတော့ပြီးခဲ့တဲ့ဇန်နဝါရီ18ရက်နေ့ကကျင်းပခဲ့တဲ့311မှာဖြစ်ပြီး Volcano နဲ့ထိုးသက်ခဲ့တာဖြစ်ပြီးတော့ဓမ္မအချီမှာပဲတိုင်ပွဲရနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။အစ္စလမ်အနေနဲ့အခုဆိုရင်တော့အနားယူနေခဲ့တာ2လကျော်ပြီဖြစ်တာကြောင့်ပရိသတ်တွေအနေနဲ့ကလည်းသူ့ရဲ့နောက်တစ်ပွဲကိုစောင့်မျှော်နေကြပြီဖြစ်ပါတယ်။သူ့ရဲ့လာမယ့်နောက်တစ်ပွဲမှာဘလို့ပြိုင်ဖက်မျိုးနဲ့ထိုးသက်ရအောင်မလဲဆိုတာကိုပရိသတ်တွေကလည်းသိကျင်နေကြပါတယ်။လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေ MMA ရေးရာကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရအစ္စလမ်ရဲ့နောက်တစ်ပွဲမှာတွေ့နိုင်တဲ့ fighter အနေနဲ့3ဦးထိရှိနေပါတယ်။အဲဒီ3ဦးကိုတော့ပရိသတ်တွေသိရှိစေဖို့တင်ပြလိုက်ရပါတယ်။ Justin Gaethje ကပြီးခဲ့တဲ့ UFC ပွဲစဉ်313မှာတော့ Azerbaijan fighter Fizzy ကိုတိုင်ဆုံးဖြတ်နဲ့နိုင်ထားခဲ့တာဖြစ်ပါတယ်။ Gaethje ကတော့အဲဒီပွဲကိုနိုင်ထားပြီးတဲ့နောက်ဂျိုးဝိုင်းထဲမှာသူ့ကိုချန်ပီယံကပတ်စိန်ခေါ်ခွင့်ပေးဖို့ဒင်နာဝိုက်ကိုတောင်းဆိုထားခဲ့တာဖြစ်ပါတယ်။ UFC Lightweight တိုင်းရဲ့အဆင့်သတ်မှတ်ချက်မှာဆိုရင်လေ Gaethje ရဲ့အဆင့်က3နေရာမှာရှိနေတာကြောင့်အစ္စလမ်နဲ့ထိုးသက်ခွင့်ရဖို့ကလည်းခွင့်လန်းများနေရလို့ပြောလို့ရတဲ့ fighter ဖြစ်ပါတယ်။ Gaethje ကနောက်ဆုံးထိုးသက်ထားခဲ့တဲ့4ပွဲမှာတော့3ပွဲကိုနိုင်ရရှိအောင်ထိုးသက်ထားနိုင်တာလည်းဖြစ်ပါတယ်။ဒင်နာဝိုက်အနေနဲ့ကလည်း Gaethje အနေနဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရရှိဖို့ရှိနေတယ်လို့လည်းမယုံမလွန်ပြောဆိုမှုရှိနေတာဖြစ်ပါတယ်။ Topuria Featherweight တိုင်းနာမည်ကျော်ရွှေဘက်ပိုင်ရှင်တူဖြစ်တဲ့ Topuria ကတော့ကပတ်ကိုဆွန်ပြီးတော့ Lightweight တန်းကိုတက်လာခဲ့ပါတယ်။အခုလိုတက်လာခဲ့တာကလည်း Lightweight တိုင်းရဲ့ချန်ပီယံရွှေကပတ်ရယူသွားဖို့ဆိုတာကတော့တေးကြပါတယ်။သူအနေနဲ့ကလည်း Featherweight တန်းမှာတော့လောက်စရာကုံဆုံးပြီလို့သတ်မှတ်ထားတာကြောင့်လေရွှေကပတ်ကိုပါဆွန်လို့ပြီးတော့စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ဖို့အတွက် Lightweight တန်းကိုတက်လာခဲ့တာလေးဖြစ်ပါတယ်။ Topuria ဆိုတာကလည်း MMA လောကကိုဝင်ရောက်စဉ်ကနေလက်ရှိချိန်ထိရှုံးပွဲလုံးဝမရှိသေးတဲ့ fighter တူလည်းဖြစ်ပါတယ်။သူက UFC မှာတော့2020ခုနှစ်ကနေစတင်ထိုးသက်နေခဲ့တာဖြစ်ပြီး2014ခုနှစ်မှာတော့ Volkanovski ကိုအနိုင်ရပြီးတော့ Featherweight တန်းချန်ပီယံဖြစ်လာခဲ့တာပါ။အဲနောက်ပြီးခဲ့တဲ့နှစ်နိုမာလာမှာတော့ Holloway နဲ့ပထမဦးဆုံးချန်ပီယံကပတ်ကာကွယ်ပွဲကိုထိုးသက်ခဲ့ပါတယ်။အဲဒီပွဲမှာတော့သူကတတိယအချီမှာပဲ Holloway ကို KO နဲ့နိုင်ရရှိခဲ့ပါတယ်။အခုတော့သူက Lightweight တန်းကိုတက်လာခဲ့ပြီးပထမဆုံးပွဲစဉ်အနေနဲ့ချန်ပီယံစိန်ခေါ်ပွဲအနေနဲ့အစ္စလမ်နဲ့ထိုးသက်ဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။အစ္စလမ်ဘက်ကထိုးသက်ဖို့နဲ့ပတ်သက်ပြီးညင်းဆိုထားပြီးမြင်ဒီနေ့တွင်းမှာဖြစ်လာနိုင်တယ်လို့လည်းလူပြောများနေတဲ့ပွဲလည်းဖြစ်ပါတယ်။အာမန်ကတော့လက်ရှိ Lightweight တန်းရဲ့အဆင့်သတ်မှတ်ချက်မှာတော့တင်းနေရာမှာရှိနေတဲ့သူဖြစ်ပါတယ်။အစ္စလမ်နဲ့ထိုးသက်ဖို့မဖြစ်နိုင်ဆုံးလို့လည်းပြောရမှာဖြစ်ပါတယ်။အာမန်ကအစ္စလမ်နဲ့တော့2019ခုနှစ်တုန်းကပထမဆုံးကြိမ်တွေ့ဆုံထိုးသက်ထားခဲ့တာဖြစ်ပြီးဒိုင်းဆုံးဖြတ်နဲ့ရှုံးနေထားခဲ့ရလည်းဖြစ်ပါတယ်။အဲဒီပွဲကအာမန်အတွက်ကတော့ UFC နဲ့အတူပထမဆုံးထိုးသက်တဲ့ပွဲဥတက်ပွဲလည်းဖြစ်ပါတယ်။အာမန်က UFC နဲ့အတူ10ပွဲထိုးသက်ထားပြီးတော့2ပွဲရှုံးနေထားတာလည်းဖြစ်ပါတယ်။အာမန်ကပြီးခဲ့တဲ့ဇန်နဝါရီ18ရက်နေ့ကကျင်းပခဲ့တဲ့ UFC ပွဲစဉ်311မှာဆိုရင်တော့အစ္စလမ်နဲ့ဒုတိယကြိမ်တွေ့ဆုံထိုးသက်ဖို့ပြင်ဆင်ထားခဲ့ပြီးမြဲဒဏ်ရာကြောင့်ပဲပွဲကနေနှုတ်ထွက်သွားခဲ့ရပါတယ်။အဲဒါကြောင့်လည်းသူရဲ့နေရာမှာတော့ Volcano ကလူစားဝင်ကထိုးသက်ခဲ့တာလည်းဖြစ်ပါတယ်။အခုတော့အာမန်ရဲ့ဒဏ်ရာအခြေအနေကလည်းကောင်းနေပြီဖြစ်တာကြောင့်အစ္စလမ်ရဲ့နောက်တစ်ပွဲမှာသူနဲ့တွေ့ဖို့ရှိနေရလည်းဖြစ်နိုင်ပါတယ်။